study abroad သွားခြင်းနဲ့ဒါပေမဲ့ဘယ်နိုင်ငံကိုသွားရမလဲမသိဘူးဘယ်နိုင်ငံကိုရွေးတင်လဲလဲမဆုံးဖြတ်နိုင်ကြဘူးလားအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Rain ပါအခုနောက်ပိုင်းမှာကျမတို့မြန်မာကျောင်းသားတော်တော်များများကနိုင်ငံခြားမှာကျောင်းတက်နိုင်ဖို့အတွက်စူးစမ်းလာကြတာတွေ့ရပါတယ်အထူးသဖြင့်ကျောင်းသားတွေကကျောင်းစည်းသက်တာပြီးအလုပ်ကင်ခွင့်လန်းလဲကောင်းတဲ့နိုင်ငံတွေကိုသွားနိုင်ဖို့စိတ်ကူးလာကြတာပါဒါပေမဲ့တကယ်မိန်းနိုင်ငံတွေဖြစ်တဲ့ US, UK, Australia လိုနိုင်ငံတွေကမြန်မာကျောင်းသားတွေကိုဗီဇာဘန်တာမျိုးဖြစ်လာတာကြောင့်မြန်မာကျောင်းသားတို့အတွက် study abroad သွားလို့အဆင်ပြေမဲ့နိုင်ငံ9နိုင်ငံကိုဒီဗီဒီယိုမှာမျှဝေသွားပေးပါမယ်ရှင်ပထမဆုံးကတော့ Thailand ပါ Thailand ကတော့တခြားနိုင်ငံတွေနဲ့စာရင် budget friendly ဖြစ်တယ်လို့မြန်မာနိုင်ငံနဲ့ပဲနီးတာကြောင့်မြန်မာကျောင်းသားအများစုရွေးချယ်လာတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ရှင်ကမ္ဘာအဆင့်မီတက္ကသိုလ်တွေရှိပြီး University Scholarship နဲ့ Organization တွေကပေးတဲ့ Scholarship အခွင့်အလမ်းတွေလည်းအများကြီးရှိပါတယ်။ Visa လျှောက်ရတာလည်းလွယ်ကူတာမဟုတ်လို့အာရှမှာကျောင်းတက်ချင်တဲ့သူတွေအတွက် highly recommend နိုင်ငံတစ်ခုပါ။နောက်တစ်ခုကတော့ Singapore ကိုရွေးချယ်တဲ့အဓိကအကြောင်းရင်းကတော့မြန်မာပြည်နဲ့တိတ်မူရေးပဲနဲ့ကမ္ဘာအဆင့်မီပညာရေးကိုတင်ယူနိုင်တဲ့အပြင်အာရှရဲ့စီးပွားရေးနဲ့နည်းပညာအချက်အခြာနိုင်ငံဖြစ်တာကြောင့်ကျောင်းပြီးတဲ့အခါနိုင်ငံတကာကုမ္ပဏီတွေမှာ internship နဲ့ job opportunities တွေလည်းရှိပါတယ်။ Tuition grant လို့အစီအစဉ်တွေကြောင့်ကျောင်းစည်းကိုလည်းလျှော့ချပေးတာကိုမှ international students တွေများတဲ့အတွက်မတူညီတဲ့ culture တွေကိုလည်းတွေ့ပြီး networking လည်းကောင်းကောင်းလုပ်နိုင်ပါတယ်။ပြီးတော့စင်ကာပူကဘေးကင်းလုံခြုံတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်တယောက်တည်းသွားမဲ့ကျောင်းသားတို့ရဲ့မိဘအနေနဲ့စိတ်ချနိုင်မဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။တတိယမလေးရှားကိုရွေးချယ်တဲ့အဓိကအချက်ကတော့ကုန်ကျစရိတ်သက်သာပြီးနိုင်ငံတကာအဆင့်မီပညာရေးကိုရရှိနိုင်တာပါ။အထူးသဖြင့် US, UK, Australia စတဲ့နိုင်ငံတွေကို transfer program နဲ့ဆက်သက်လို့ရပြီးကျောင်းခွဲ campus တွေရှိရာကြောင့်အဲ့ဒီနိုင်ငံတွေရဲ့ပညာရေးကိုဈေးနှုန်းသက်သာစွာနဲ့ယူနိုင်ပါတယ်။ English ကိုလည်းအဓိကအသုံးပြုတာကြောင့် communication ဘိုင်းကိုလည်းစိတ်ပူစရာမလိုပါဘူး။ဒါအပြင်မြန်မာနိုင်ငံနဲ့ culture အစားအသောက်ရာသီဥတုတွေတူတာကြောင့်အလွယ်တကူနေသားကြနိုင်ပါတယ်။နောက်ထပ်နိုင်ငံကတော့ Germany နိုင်ငံကတော့ဥရောပမှာပညာသင်ဖို့စဉ်းစားတဲ့သူတွေအတွက်အရန်ကောင်းတဲ့ option တစ်ခုဖြစ်ပါတယ်။ Public University အများစုမှာ tuition fee မရှိပါဘူး။ဒါပေမဲ့တချို့နေရာတွေမှာ semester ကြီးနည်းနည်းလောက်တော့ပေးရတတ်တယ်။အိမ်မှာ University တက်မဲ့ကျောင်းသားတွေတတိထားမဲ့အချက်က German ဘာသာနဲ့သင်ကြားတာများတာမလို့ German စာကို B1, B2 level လောက်တော့သိထားဖို့လိုပါလိမ့်မယ်။ကောင်းတဲ့အချက်ကတော့ကျောင်းတက်နေတဲ့အချိန်မှာ part time လုပ်လို့ရပြီးပွဲပြပြီးရဲ့အချိန်မှာအလုပ်ရှာဖို့ visa ကို18လအထိဆက်တိုးနိုင်ပါတယ်။ဒါကြောင့် long term career path အတွက်လည်း Germany ကအဆင်ပြေပါတယ်။နောက်ဆုံးကတော့ Japan ဖြစ်ပါတယ်။ဂျပန်ကိုတော့ပညာရေးစနစ်ကောင်းတာအလုပ်အကိုင်ခွင့်လန်းများတာနေထိုင်မှုဘေးကင်းတာကြောင့်မြန်မာကျောင်းသားတွေအများစုကရွေးချယ်လာကြပါတယ်။ MEXC နဲ့ JASO လို scholarship တွေလည်းရှိပြီးတချို့ဆိုလစဉ်ထောက်ပံ့ကြေးနဲ့လေယာဉ်လက်မှတ်အထိပေးတတ်ပါတယ်။ကျောင်းသက်ရင်းနဲ့တပတ်ကို28နာရီအထိ part time လုပ်လို့ရတဲ့အပြင် technology based country ဖြစ်တဲ့ကြောင့်ကျောင်းပြီးတဲ့အနောက် job opportunities တွေလည်းအများကြီးရှိပါတယ်။ range ကြံပေးချင်တာကတော့ကိုက study abroad သွားဖို့စိတ်ကူးပြီးဆိုရင်နိုင်ငံရွေးချယ်တဲ့အခါကို budget အနာဂတ် career plan ကိုရွေးမဲ့နိုင်ငံရဲ့ culture နဲ့ကိုအဆင်ပြေပါမလား scholarship opportunity ကိုရှိနိုင်လားစတဲ့ကိုလိုအပ်ချက်နဲ့ကိုလိုချင်တဲ့နိုင်ငံကိုတေချာပြန်သုံးသပ်စဉ်းစားပြီးမှရွေးစီချင်ပါတယ်ဒါကြောင့်တေချာစဉ်းစားပြီးရင်ကိုနဲ့အလိုက်ဖက်ဆုံးနိုင်ငံကိုရွေးချယ်နိုင်ကြပါစေရှင်ဒီဘက် podcast ကတော့ဒီလောက်ပါပဲရှင်နောက်ပတ်မှာပြန်တွေ့ကြမယ်နော်